အားလုံးပဲမင်္ဂလာပါ34ကမက်အီပါမတွေ့တာကြပြီနော်ဒီမှာမက်အီ China visa တွေရှောက်နေတာအဲ့ဒါနဲ့အလုပ်တွေရှုပ်နေလို့အခုမှပဲဗီဒီယိုရိုက်ပြီးတော့တင်နိုင်ပါတယ်ဒီနေ့မှာတော့အမတို့စီမှာ China visa ရှောက်ထားတဲ့ group တိုး18ရောက် visa တွေအားလုံးတစ်ရက်ထဲမှာ approve ဖြစ်ပါပြီဒီမှာလက်ထဲမှာတပွေးတစ်ပိုက်ကြီးတယ်အဲ့တော့ China visa မအီရိုရှိမှာရှောက်ပေးပါတယ်ဒီမှာသူတို့ဒီ China ကိုအလဲသွားကြမယ် group 18ရောက်စာရလာတဲ့ visa တွေတက်ပြီနော်အဲ့တော့ဒီမတို့မှာဆိုလို့ရှိရင်မှာ China visa ကဒီလို passport ကိုတွားပြီးတော့တန်ရုံသွားပေးရတယ်ပေါ့နော်ဒီသူတို့ approve ပေးတော့မယ်ဆိုလို့ရှိရင်ဒါလေးတောင်းညံထားတဲ့တယောက်ပါတယောက်ချင်းစီတာပါပေးမယ်နော်ဒါကကြတော့ဒုတိယတယောက်ဖြစ်ပါတယ်ဒါကကြတော့3ယောက်မြောက်ဖြစ်ပါတယ်ဒါကကြတော့နောက်ထပ်တစ်ယောက်4ယောက်မြောက်ဗီဇာလေးဖြစ်ပါတယ်ရှင်။သွားလည်မဲ့သူတွေအစားအရင်ပဲပြောပါတယ်။ဘာလို့လဲဆိုတော့အဖွဲလိုက်ကြီးသွားမှာဆိုတော့ပြောဖို့ကောင်းတယ်။တယောက်တစုရဲလဲရတာဆိုတော့ပို့ပြီးတော့စိတ်ချရတာပေါ့နော်။ဒါနောက်တစ်ယောက်ပါ။ဒါကကြတော့ဒါ next one မှာရှင်။အဲ့တော့အမြန်လေးပြသွားလိုက်မယ်နော်။အားလုံးပေါင်း18ယောက် group တက်ကိုဝမ်းတာတဲ့အတွက်ဒီဗီဒီယိုလေးကိုရိုက်ကြလိုက်ပါတယ်ရှင်။ဒီလိုပါဗီဇာလေးကတ်ထားပေးပါတယ် validity date လေးတွေပါမယ် passport number လေးတွေပါမယ်နောက်ပြီးလို့ရှိရင် China မှာဘယ်နှစ်ရက်နေလို့ရမယ်ဆိုတဲ့ဟာလေးတွေပါပါတယ်အလဲအပတ်ဗီဇာဖြစ်ပါတယ်ဒါကကြတော့ next one မှာရှင်ကြံသေးတယ်เนาะအဆုံးထိကြည့်ပေးပါအဆုံးထိကြည့်ပေးရတဲ့သူတွေအများကြီးကျေးဇူးတင်ပါတယ်ဒါ next one မှာရှင်ဒါက next one မှာအဲ့တော့ဒီနေ့တပွေးတစ်ပိုက်ကြီးသွားပြီးတော့မှ China တရုံကနေပြန်ပြီးတော့ collect လုပ်လာဆိုတော့အရင်ကျေးဇူးတင်ပါတယ် next one ပါဒါလေးကကြတော့နောက်တစ်ယောက်ဖြစ်ပါတယ်အခုဆိုရှင်တော့ဒီမှာ the last two ပေါ့နော်ဒီကောင်လေးရေဒါကကြတော့နောက်ဆုံးကြောက်ဖြစ်ပါတယ်ရှင်ကျမတို့34မြန်မာ travel ကိုရွေးချယ်ပြီးတော့မှ China visa လျှောက်ထားတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်အဲ့ဒီတော့34မြန်မာ travel မှာ China visa လျှောက်ထားခြင်းလဲဆိုရင်39ကို4200 394848နဲ့39ကို44413385ဖုန်းနှလုံးကိုဆက်သွယ်ပြီးတော့လျှောက်ထားလို့ရပါတယ်အစီအစဉ်ချုံးမှုတဲ့ကိစ္စများကိုပိုက်ဆိုင်ကြပါသေးရှင်ကျေးဇူးပါ